ကဲကျွန်တော်အခုရေရှင်လောက်မှာတော့ Rumi နဲ့ Gino free Kado remix ကျုံး first draw ပဲစောင့်မြင်မိုက်လို့ second draw တော့ emotional ဖြစ်မယ် first draw တော့တိတ်မကြိုက်ဘူးလို့ခံစားတယ် first draw တော်တော်မိုက် ကြံပေးနေတာတခုရှိတယ် release rate လေးကိုနည်းနည်း high လေးနည်းနည်း short လိုက်တိတ်မလိုက်ဘူးလို့ခံစားနေတယ်ဒါပေမဲ့ share ပဲကျစင် ကျစင် Kado ဟတ်တော့ ဘာမှ